BN ရဲ့ညနေခင်းသတင်းများကိုတိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မန္တလေးတိုင်းမိထ္ထီလာမြို့ရှိစစ်တပ်ပိုင်အမှတ်1တပ်မတော်အကြီးစားစက်ရုံမှအရာရှိစစ်သည်အကုန်လုံးနှိပါဟာလုံခြုံရေးနဲ့ရှေ့တန်းလိုက်နေရတာကြောင့်စက်ရုံအတွင်းလူမကြမ်းတော့ပဲထုတ်လုပ်ရေးလုပ်ငန်းများကိုအရက်သားဝန်ထမ်းများဖြစ်တာအဓိကဆောင်ရွက်နေရလို့သိရပါတယ်။မိထ္ထီလာအခြေစိုက်အမှတ်1တပ်မတော်အကြီးစားစက်ရုံတက္ကသ1အတွင်းပုံမှန်အားဖြင့်အမြဲတမ်းစစ်သည်150ကျော်အရက်သားဝန်ထမ်း300ခန့်တို့ဖြင့်ထုတ်လုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့တော်လဲအာဏာသိမ်းပြီးနောက်ပိုင်းကစလို့အဆိုပါတပ်မှစစ်သည်များဟာမိထ္ထီလာတပ်နယ်အတွေ့ရှိမြင်းချံတောင်သာဝမ်းတွင်းနဲ့မလိုင်ဒေသတွေတာမကတပိတ်ကြီးမြို့နယ်တွေအထိပါစစ်စေးရေးလိုက်နေရတယ်လို့သိရပါတယ်။ဒါအပြင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲပြစ်ထန်ရနေရမြင်းချံတောင်သာဒေသတဝိုက်ကိုစစ်ကြောင်းထိုးရနဲ့လုံခြုံရေးဆောင်ရွက်ရမှာလဲအဆိုပါစက်ရုံမှစစ်တီတွေပါအပါတခြားတပ်နယ်အတွေ့ရှိလက်ရုံစစ်တီတွေနဲ့သာစုဖွဲ့ဆောင်ရွက်နေရကြောင်းထိခိုက်ကြောက်ဆုံးမှုတွေများတယ်လို့လည်း၎င်းမှဆက်ပြောပါတယ်။အဆိုပါအမှတ်1တပ်မတော်အကြီးစားစက်ရုံဟာစစ်ကောင်စီတပ်တွင်ထောက်ပို့သုံးစစ်ကားများတာမကတန်ကြပ်ကာကြီးများကိုပါထုတ်လုပ်နေတဲ့စက်ရုံတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာ28နှစ်ကြာလက်လွတ်ခဲ့ရပြီးစစ်ကောင်စီတပ်ဆွဲထားတဲ့ထိကပ်ပလဲစခန်းကို KNN KNDO နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကဇွန်လ22ရက်နေ့ညနေပိုင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ဗဟိုကဒီနေ့ထုတ်ပြန်ပါတယ်။မာနယ်ဘလော့ဌာနချုပ်မှာဆုတ်ခွာခဲ့ရပြီးနောက်ထိကပ်ပလဲစခန်းကို1995ခုနှစ်မေလမှစတင်ပြီး KNU ဌာနချုပ်အသစ်အဖြစ်ပြောင်းရွှေ့ထူထောင်ခဲ့တော်လဲ2နှစ်မပြည့်ခင်1998ခုနှစ်ဖေဖော်ဝါရီလမှာစစ်ကောင်စီကထပ်မံကျူးကျော်သိမ်းပိုက်ခံခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီက28နှစ်ကြာကျူးကျော်တပ်ဆွဲခဲ့တဲ့ထိကပ်ပလက်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တို့ရဲ့ဦးဆောင်မှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေကဇွန်လ22ရက်နေ့မှာပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ရှိစစ်ကောင်စီတပ်ဆွဲထားတဲ့စခန်းကြီးငယ်တွေကို KNN နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကမတ်လမှစတင်ပြီးစတိုက်သိမ်းပိုက်လျက်ရှိရာနယ်စပ်တစ်လျှောက်မှာစစ်ကောင်စီရဲ့ဝေါ်လီဗျူဟာစခန်းဥကရထစခန်းနဲ့ထိသက်လယ်စခန်းတွေသာကြန့်ရှိတော့တာဖြစ်တယ်လို့သတင်းရရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းရေနံချောင်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား15ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်းရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဒီနေ့ထုတ်ပြန်ထားပါတယ်။မေလ29ရက်နေ့မှာစစ်ကောင်စီစစ်ကြောင်းဟာကြောက်ပတောင်းမြို့နယ်စီပင်ပြူရွာမှပြူစောထီးတွေနဲ့ပူပေါင်းပြီးအင်အား150ခန်းနဲ့ရေနံချောင်းမြို့နယ်တာလူကန်ကြီးရွာဖိုးကုန်းလမ်းမလာခြင်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်သား15ဦးသေဆုံးပြီးအများအပြားဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါစစ်ကြောင်းကလုံးမိတ်ရှိုကျွေးရွာမှပြည်သူတအူးအင်းတော်ကျွေးရွာမှပြည်သူတအူးတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အပြင်ကန်တာရွာတိတ်ကျွေးရွာနှင့်လုံးမိတ်ရှိုကျွေးရွာမှနေအိမ်15လုံးကိုလည်းမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းနှင့်ရက်20ကြာစစ်ကြောင်းလှည့်ပတ်ထိုးပြီးဇွန်လ16ရက်မှာကုန်းအံဖောက်ကွဲလမ်းမှပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်။အဆိုပါထိတွေ့တိုက်ခိုက်မှုတွေကို People Defense Force ရင်နံချောင်း YNG PDF တမမြေ Special ကော်လန်ရင်နတာကော်လန်နဲ့အင်းတော်တိုက်နယ်ပကဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ BBN ရဲ့ညနေခင်းသတင်းများကိုတိတ်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မသူစားပါ။